ချက်ဟာသူ့စားတောက်ဆိုင်ရှိမှရှိတဲ့ခန်းနာတဲ့စားတောက်ဆိုင်စီပထမအကြိမ်သွားတယ်ဒါပေမဲ့အော်ဒါပေးချင်းသူလုံးဝငြိမ်သွားတယ်ဘာလို့လဲဆိုတော့တာမန်ချက်ဦးပြုတ်တလုံးဟာယူတစ်ထောင်ပဲသူထက်လောက်စားတယ်ဒါပေမဲ့သူရေးစားရဲ့စကားတွေကိုချိုးတဲ့အခါသူနားလဲသွားတယ်ဒါဟာတာမန်ချက်ဦးမဟုတ်ဘူးအစာမန်ကိုနဲ့အုံးသီးရဲ့အေးနဲ့လှုပ်ထားတဲ့ချုံငိမ်နဲ့ဟင်းပဲနောက်ဟင်းဟာအဲ့ထက်ပိုထူးဆန်းတယ်ဘာလို့လဲဆိုတော့ဟာဂျုံအိုးတလုံးလိုပုံရတဲ့စားတောက်ဆိုင်မန်နေဂျာဟာသူပထမအကြိမ်လာခဲ့ကြောင်းတွေ့တဲ့အခါအယမ်းမာနာနဲ့ပြောတယ်ဒီဟင်းဟာချမ်းသာရီရဲ့ကြီးထွားဆက်လက်လို့ခေါ်တဲ့မှာဟင်းအားလုံးဟာစားဖို့တင့်တော်တယ်ဒါချက်ကိုအရန်ဒေါသထွက်စေတယ်သူဒီဟင်းကိုတိုက်ရိုက်ဦးချက်ပြုတ်သူစီယူသွားတယ်ပြီးတော့သူပြောတယ်ဖောက်တယ်တွေဟာစီစားဖို့လာကြတယ်မီနူကိုကြည့်ဖို့မဟုတ်ဘူးဦးချက်ပြုတ်သူဟာလက်ဆက်တဲ့အမဲသားတစ်ချက်ထုတ်တယ်ပြီးတော့သူပြောတယ်မင်းငါထက်ပိုကောင်းချက်ပြုတ်နိုင်ရင်လာပါချက်ဟာလုံးဝမတိခဲ့ဘူးသူစိန်ခေါ်ပေးနေတဲ့လူဟာဂျပန်မှာရှိတဲ့ချက်ပြုတ်သူအနှဲငယ်ထဲမှာတယောက်ပဲဆိုတာတော်ဝင်မိသားစုအတွက်ချက်ပြုတ်ဖို့ရွေးချယ်ခံခဲ့ရတယ်ချက်ဟာပေါ်ရဲ့စိန်ခေါ်မှုတွေကိုမလက်ခံပဲချက်သွန်ကိုတင်းငယ်တဲ့ချက်တွေဖြတ်ပြီးစီထဲထည့်တယ်ပြီးတော့အဲ့တွေကြောရင်းအမဲသားကိုတင်းငယ်တဲ့ချက်တွေဖြတ်တယ်မကြခင်သူအမဲသားကိုချက်သွန်နဲ့ရောပြီးဂီးပေါ်ကြောဖို့ခြံတယ်ပြီးတော့အရသာအရဟင်းခတ်အမွှေးတွေထည့်ပြီးအရန်အရသာကောင်းတဲ့ဟင်းချက်တယ်ဒါပေမဲ့ဒါဟာပေါ်ရဲ့ဂုံယူချက်ရှိမှကြီးမားတဲ့ကိစ္စမဟုတ်ဘူးဘာလို့လဲဆိုတော့သူစတက်ကိုစက်တက်ဘလူးတော်ချီရဲ့အကူအညီနဲ့ချက်ပြုတ်ခဲ့ရုံမဟုတ်ပဲချက်ပြုတ်ခဲ့တယ်တကယ်တော့သူတခြားတစ်သားကနေထူးခြားတဲ့မီးခိုးနဲ့မီးရှို့ခဲ့တဲ့ချက်ဟာပေါ်ချက်ထားတဲ့စတက်ကိုကြားချင်းသူ့အမှုပညာကိုအတိမတ်ပြုတယ်ပြီးတော့ဘာမှမပြောပဲငြင်းငြင်းထွက်သွားတယ်အဲ့မှာချက်ချက်ထားတဲ့စတက်ကိုချိုးတဲ့အခါလုံးဝမီးရှို့နေခဲ့တယ်ဘာလို့လဲဆိုတော့ရှေးရိုးစင်လာနေနဲ့ချက်ပြုတ်ခဲ့တဲ့မူလိုင်းစတက်ဟာမီးရှို့နဲ့အပြည့်ရှိခဲ့တဲ့ရက်အနှဲငယ်ကုံဆုံးပြီးနောက်တာမန်ချက်ဟာပေါ်ရဲ့ချက်ပြုတ်စိန်ခေါ်မှုစီပြန်ရောက်တယ်